အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ The Ghost Myanmar Radio ကနေပြန်လည်ကြိုးဆိုပါရခင်ဗျာဒီဖြစ်ရမှန်ဇလန်းလေးမစခင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာစင်းယုံတစ်ခုမှာအလုပ်လုပ်ခဲ့တဲ့တူနာပြူတစ်ယောက်ရဲ့မမိနိုင်တဲ့အတွေ့အကြုံတစ်ခုဖြစ်ပါတယ်ဒီအဖြစ်အပျက်တွေဟာလွန်ခဲ့တဲ့10နှစ်ကျော်လောက်ကဖြစ်ခဲ့တာပါလုံခြုံရေးနဲ့သက်ဆိုင်တဲ့အတွက်ဆေးရုံနာမည်နဲ့နေရာအတိအကျကိုတော့မဖော်ပြထားပါဘူး။အဲ့ဒီအချိန်မှာသူမဟာတူနာပြုတ်ပွဲရပြီးစားပထမဆုံးအလုပ်အဖြစ်ဆေးရုံတစ်ခုရဲ့အရေးပေါ်ဌာနမှာစတင်လုပ်ကိုင်ခဲ့ပါတယ်။အစပိုင်းမှာတော့အားလုံးပုံမှန်ပါပဲ။အလုပ်ကပင်ပန်းပေမဲ့လုပ်ဖို့ကိုင်ဖတ်တည်နဲ့အဆင်ပြေပြီးအလုပ်ကိုလည်းပျော်ပျော်ရွှင်ရွှင်လုပ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဆေးရုံမှာစောင့်ဝင်တဲ့အချိန်ကလေးကထူးဆန်းတဲ့စီကံတစ်ခုရှိခဲ့ပါတယ်။အနားယူခန်းထဲမှာရှိတဲ့လောကတစ်လုံးကိုဘယ်သူမှမသုံးရဘူးတဲ့အကြီးအကဲကပြောခဲ့တာကအဲ့ဒီလောကကိုမသုံးနဲ့အဲ့ဒီနေရာမှာပိုင်ရှင်ရှိပြီးသားဆိုတာပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတာတော့ဘယ်သူမှမပြောခဲ့ပါဘူး။ညဆိုင်တွေမှာဆိုရင်အရေးပေါ်ဌာနမှာအလုပ်လုပ်ရတာအယမ်းပင်ပန်းပါတယ်လူနာတွေမပြတ်လာတာအရေးပေါ်ဖြစ်ရတွေစက်တိုက်ဖြစ်တာကြောင့်တခါတလေအနားယူဖို့အချိန်တော့မရပါဘူးတညမှာတော့သူမနဲ့တငယ်ချင်းတယောက်အယမ်းပင်ပန်းနေတဲ့အတွက်တားထားတဲ့အနားယူကန်နဲ့ဝင်အိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီညအချိန်ကည2 နာရီခွဲလောက်အားလုံးတိတ်ဆိတ်နေတဲ့အချိန်မှာရုတ်တရက်လောကဖွင့်ပိတ်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်အစမှာတော့တယောက်ယောက်ဝင်လာတာလို့ထင်ခဲ့ပါတယ်ဒါပေမဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့အခန်းထဲမှာဘယ်သူမှမရှိပါဘူးတကားကလည်းပိတ်ထားစေပါဒါပေမဲ့လောကအတန်ကတော့မရက်သေးပါဘူးအဲ့ဒီညပြီးနောက်သူမဟာအဲ့ဒီအခန်းကိုရှောင်ခဲ့ပါတယ်ဒါပေမဲ့တစ်နှစ်လောက်ကြာတဲ့အချိန်မှာအမားတစ်ခုထပ်လုပ်မိခဲ့ပါတယ်။တယောက်တည်းအဲ့ဒီအခန်းထဲပြန်အိတ်ခဲ့ပါတယ်။ညအချိန်မှာရုတ်တရက်တစ်ခုခုကျမ်းပေါ်ကျသွားတဲ့အတန်ကြားရပါတယ်။ကြည့်လိုက်တော့ပလတ်စတစ်ခွက်တွေပြန့်ကျဲနေပါတယ်။သူမကတော့လေတိုက်လို့ဖြစ်တာဖြစ်မယ်လို့ထင်ပြီးပြန်ကောက်နေခဲ့ပါတယ်။ဒါပေမဲ့နောက်ထပ်အံ့ဩစရာတစ်ခုဖြစ်လာပါတယ်။စင်ပေါ်မှာတင်ထားတဲ့ခွက်တွေကတစ်ခုပြီးတစ်ခုလူတစ်ယောက်ကယူပြီးပြစ်ချသလိုသူမမျက်စိရှေ့မှာပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူမလည်းမနေနိုင်တော့ပဲအခန်းထဲကနေထွက်ပြေးခဲ့ပါတယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီလိုထိတ်လန့်စရာ horror story တွေတရေဇက်လန်းတွေဖြစ်ရမှန်လျှို့ဝှက်စမ်းကြဗီဒီယိုအသစ်တွေကိုမလွတ်ချင်ဘူးဆိုရင် The Ghosts Myanmar Radio's channel လေးကို subscribe လုပ်ပြီး notification bell ကိုဖွင့်ထားပေးပါ။ဒီဗီဒီယိုကိုကြိုက်နှစ်သက်ရင် like လုပ်ပေးပါဦး။သင်ရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦး။တငယ်ချင်းတွေနဲ့လည်း share လုပ်ပေးပါဦး။နောက်ဗီဒီယိုမှာပိုပြီးထိတ်လန့်စရာဇာတ်လမ်းအသစ်တွေနဲ့ပြန်လည်တွေ့ဆုံပါမယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။